ပရိသတ်တွေနဲ့ပတ်သက်ပြီးအောင်စပူမထားနိုင်တဲ့စိတ်ထားလေးတစ်ခုကိုအခုလိုမီးမောင်းထိုးကပြုလုပ်ပြလိုက်တဲ့မယ်လိုဒီမင်္ဂလာပါပရိသတ်များရှင်ဒီနေ့ရက်တကြံပွဲမန်တပ်ပေါ်မှာမယ်လိုဒီပြုမှုပြလိုက်တဲ့ကိစ္စလေးတစ်ခုကြောင့်မလို့ပရိသတ်တွေအားလုံးရဲ့ရင်ထဲမှာတွေးထင်စရာလေးတစ်ခုကြံရစ်ခဲ့ပါတယ်ထူးထူးကြီးတော့မဟုတ်ပေမဲ့လေဒီကိစ္စကမယ်လိုဒီနဲ့အောင်စပူကိုနှိုင်းယှဉ်ပြီးတော့ပြောစရာကိစ္စလိုမျိုးဖြစ်စေခဲ့တာပါဘာလဲဆိုရင်တော့မယ်လိုဒီမန်တပ်ပေါ်မှာဖြောပြနေစဉ်အချိန်တွင်ဓမ္မစီကိုပရိသတ်တို့ကလာရောက်ဆူရှာခဲ့ပါတယ်။ရေဆိုနေတဲ့ပတ်စံ9000တန်လေးတရွက်ပါ။မယ်လိုဒီကအဲ့ဒါလေးကိုကြည့်ပြီးတော့ပရိသတ်တွေကိုအရန်ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။အဒီနောက်မှာတော့တစ်စစ်တည်းပဲပရိသတ်တွေကိုပတ်စံတွေနဲ့ဆူမချကြဖို့အတွက်မေတ္တာရက်ခံပြောပြလာပါတယ်။ဘာကြောင့်လဲဆိုရင်တော့ပရိသတ်တွေရဲ့ရွှေနဲ့စာနဲ့ရှာထားရတဲ့ပတ်စံလေးတွေကိုဒီမှာကမယူရလို့ပါတယ်။မိမတာတယောက်ဖြစ်တာကြောင့်မလို့တဘာဝအရာပတ်စံမတာတော့မှန်ပေမဲ့ကိုပိတ်တက်တွေရဲ့အဲ့လိုရွှေနဲ့စာနဲ့ဆူထားတဲ့ပတ်စံလေးတွေကိုဓမ္မကလုံးဝမယူရတာကြောင့်မလို့ဓမ္မကိုဆူရှာချင်ရင်မုတ်ဆိုင်ကိုပဲတွားပြီးတော့မုတ်စားရင်းနဲ့ဓမ္မကိုအောင်းမိလိုက်ပါလို့မယ်လိုဒီကပိတ်တက်တွေကိုပြောပြလိုက်ပါတယ်ဓမ္မအတွက်ကတော့အဲ့ဒါကစိတ်ထဲရှိတဲ့အရာကိုပြောပြလိုက်တဲ့တမန်ကိစ္စလေးတစ်ခုပါပဲဒါပေမဲ့လည်းပိတ်တက်တွေအားလုံးရဲ့ရင်ထဲမှာတော့စဉ်းစားကြည့်ရအတွေ့တစ်ခုအနေနဲ့ထင်ကြံသွားစေခဲ့တာပါတော်တော်များများကမယ်လိုဒီလိုမျိုးစိတ်ထားအောင်စပူမာနာရှင်းရင်ဘလောက်တောင်ကောင်းလိမ့်မလဲဆိုပြီးတော့စက်တင်ပြောဆိုလာခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုရင်တော့အောင်စပူကမယ်လိုဒီလိုမျိုးမဟုတ်ဘဲနဲ့ဗိတ်တက်တွေရွှေနေစာနဲ့ဆူရှာသမျှပတ်စံအားလုံးကိုတခုမကြံလက်ခံယူနေလိုပါတယ်။အဲ့လိုယူနေတာကလည်းမှန်တယ်ဆိုပေမဲ့အောင်စပူကမယ်လိုဒီလိုမျိုးတယောက်ဆောင်ဆိုတော့တရားမဟုတ်ပါဘူး။ဇမင်းသားပါနော်။တကားရုပ်ရှင်တကားရိုက်ရင်ဘလောက်ရမယ်ဆိုပြီးတန်ကြီးနဲ့တမထားပြီးတာအနုပညာအတိုင်းဝိုင်းထဲကမဟုတ်ဘဲနဲ့ဗိဒ္ဓမြတ်တာနဲ့စုကျေးတွေအရှိတွေကိုလက်ခံပြီးတော့မှရပ်တည်ရတဲ့အနုပညာအတိုင်းဝိုင်းထဲကပါဒါကြောင့်မလို့လေဗိဒ္ဓဆုရှာတဲ့ပတ်စံကိုယူချင်းမယူချင်းကိစ္စကကွဲပြားနေတာပါနော်အဲ့လိုမျိုးတာနှိုင်းရှင်ရကြီးဆိုရင်အောင်စပူတယောက်တည်းမဟုတ်ပါဘူးဇန်းရီမိုးဖို့ရှိကစားလို့တခြားဇာမင်သားတွေလည်းပဲဗိဒ္ဓဆုရှာတဲ့ပတ်စံတွေကိုယူကြတာပါပဲကဲဗိဒ္ဓကြီးတို့ရောအခုပွဲဆုနေတဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ဘလို့ထင်မြင်မိကြလဲနော်အဆုံးထိရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်